ကျွန်တော်နာမည်ဖိုင်ယာနေမှာပြောရဲကျွန်တော်ဟိုတခါတော့ကျွန်တော်ဗျာစော်ရင်းနဲ့ဗျာဝေကုတ်ထားပြီးပျောက်သွားပြီဗျာကျွန်တော်အများကြီးရောစော်ထားပြီဗျာရုပ်တော့ကျွန်တော်တွားယူလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်အိတ်ဆောက်ဖို့အတွက်ဟိုမှာတစ်ပင်နေခုတ်ပါရေခုတ်ညာရေခုတ်နဲ့နောက်ထပ်အင်းဒီပါရေဗျာဆောက်ဖို့အတွက်ဗျာကျွန်တော်မနေ့လောက်လိုက်ရရေဗျာနောက်ထပ်ကျဟိုစားဟာကောဆိုမတရားဆော့ရတရားပင်မှန်တာဗျာညရောက်လိုက်နေ့ရောက်လိုက်နေဗျာကိုယ်စားတော့တချင်းလေးနဲ့ပဲနားထောင်လိုက်တော့ဗျာကျွန်တော်ဒီတလောဗီဒီယိုမတင်မနဲ့ဘနာနာ SRV ပဲရှောက်ဆော့ရဲဆိုတာကျွန်တော်ပြင်းလို့ပါခင်ဗျာဟုတ်ပါရဲ့ဘရိုကြာမမပါဘူးကျွန်တော်ပြင်းလို့ပါခင်ဗျာနောက်ထပ်ကျတော့ကျွန်တော်ဒီနေ့ကစပြီးတော့ဗီဒီယိုကိုလည်းပုံမှန်ဟိုစားတစ်ပတ်တစ်ခါတည်းမှာပဲကြောက်ပိတ်တဲ့ရဲဆိုရင်တော့ဟောဗျာနောက်ထပ်ကျတော့ဒီဟာကောစီတီရဲ့နာမည်ကိုကျွန်တော်ဟိုဟန်နာခရက်လို့ပေးထားပါရဲ့ဟိုစားနောက်ထပ်ဒီဟန်နာခရက်ကိုဗျာကျွန်တော်ဗျာဟာကောမတိမချေဆော့မှာဖြစ်ပါရဲ့နောက်ထပ်ဟိုစား comment နေမှာလည်း pro ရဲ့နာမည်ရေးတော့ပါနောက်ထပ်ကျွန်တော်အမှဟိုလို online တို့ပုံစံတော့ပြောကြတော့ဗျာ pro နာမည်ကိုဗျာအမှ site ဘုတ်မှာရေးပေးမယ်ဗျာ pro တို့ရေးနာမည်ကိုမှရေးတော့ကြပါခင်ဗျာနောက်ထပ်က banana SME ဆက်ဆော့အောင်မလားဆိုတာလည်းပြောတော့ပါဦးခင်ဗျာနောက်ထပ်ဘာဂိမ်းနေဆော့အောင်မလို့ဆိုတာလည်းပြောတော့ပါဦးနောက်ထပ်ကအော်တိုက်ကမယ်ဗျာအော်တိုက်ကပြီးတော့စီရွာသားကြီးရရပြီးတော့အမျက်ထုတ်ပါမယ်ဟိုစားဘုတ်တွေပါဝယ်မယ်နောက်ကြလို့စီရင်ဟိုစားလေးဒိုင်မွန်အမိုက်ခရက်ပြောတော့ကျွန်တော်တေချာဆုံးပါဗျာဒီဘောဗျာအကြာကြီးဆုံးပါအကြာကြီးဆုံးပါကျွန်တော်လောက်ရမယ်ဆိုရင်အများကြီးဗျာနောက်တော့ကြောင့်အယိုဖန်နေရောမောဖန်နေရောကိုလိုလိုက်ဆောက်ရအောင်ပါဗျာနောက်တော့ကိုးဆိုစီအစပဲရှိသေးတာအများကြီးလိုက်လို့အောင်ပါဗျာနောက်တော့ကျွန်တော်9နာရီ6နာရီလောက်စော့ထားတာခွန်းနောက်ထပ်ကျတော့ဟိုစားအများကြီးလှုပ်ထားဟိုဗျာကျွန်တော်ဘရိုကြည့်လိုက်တော့ဗျာကျွန်တော်လည်းမနေ့စောက်လိုက်ရဗျာနောက်ထပ်ကျတော့ဒါကျွန်တော်စောက်တာမဟုတ်ပါဘူးသူများရဲ့ဥစ္စာကိုကြည့်ရပါအပရိုလည်း credit ပေးပါ credit လာပါတော့ကျွန်တော်လည်းမသိဘူးဗျာမပြောတတ်ဘူးဗျာနောက်ထပ်ကကျတော့ဟိုစားတချင်းလေးနဲ့ပဲနားထောင်လိုက်တော့ဗျာအဲ့ဆိုဒါပဲဗျာပြီးရောက်ထီတော့ကြည်တော့ကြအောင်တော့ဘရိုတို့နောက်ကြလို့စီနောက်ထပ်လုံးမပြောပါဘူးနောက်ထပ်ဟိုနောက်ထပ်တော့ဖြစ်ကိုဟိုစားဗျာကျွန်တော်တို့ CP ခွက်လို့လေဗနာနာဆာမီစာပါတယ်မှာကျွန်တော်တို့ရေဇလန်းရိုက်ထားပါတယ်အဲအောင်မနေ့ပြကြရေးဟိုစားဗျာမနေ့ပြကြရေးတင်ပေးမယ်ဗျာအားဆိုတချင်းလေးနဲ့ပဲထပ်နားထားလိုက်တော့ဗျာကျွန်တော်အိမ်ဟာပြီးအောင်မှာဆိုတော့ခဏလေးပဲစောင့်အောင်ပါဗျာကျွန်တော်ပြီးလို့စီပြမယ်ဗျာပုံစံဘယ်လိုဖြစ်တော့ဆိုတာကျွမ်းနဲ့အိမ်နဲ့လည်းတရားကောင်းကောင်းလေးဆောက်ရအောင်မယ်ဗျာကျွန်တော်လုံးမယ်ဆိုရင်တော့အများကြီးပါပဲနောက်ထပ်တစ်တာထားတဲ့ room နဲ့ဆောက်ရအောင်မယ်ဗျာတစ်တာစီထားတဲ့ room ကကျွန်တော်ခုနကလေဟို73နေတူးရဲ့နေရာမှာတစ်တာထားတဲ့ room လုံးမလို့ဗျာအိမ်ခေါင်မိုးထက်မှလည်းတစ်တာထားတဲ့ room ထားလိုက်ပါဦးမယ်ဗျာအားဆိုရင်အိမ်ဆောက်ပြီးရဲ့ result လေးကိုကြည့်လိုက်ရအောင်ဗျာ finally နောက်ဆုံးတော့ပြီးတော့ခဲ့ပါပြီဟာတရားရဲ့စာရခဏဖြတ်လိုက်အောင်နောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါရဲ့ကျွန်တော်ရဲ့အိမ်ပြီးဆုံးသွားခဲ့ပြီဆိုတော့ကျတော့အားနေမပြီးသေးဘူးခဏကျွန်တော်ရဲ့အိမ်ဟာပြီးတော့ရဲ့ဗျာကျွန်တော်နောက်ကြိုက်ဗျအဝေးကကြည်လဲလှရဲအနီးကကြည်လဲလှရဲဘယ်လိုကြည်လှပါလဲခင်ဗျာကျွန်တော်စောက်ထားတော့မဟုတ်ဘူးတကယ်လှလို့တကယ်လှရဲလို့ပြောပါသွားကြည့်အောင်ဗျာကျွေးသွားတွေရမိုးတော့ချုပ်သွားပြီဆိုတော့ရွာသားအိမ်မှာသွားလိုက်ပါမယ်
တာအိမ်မှာတော့အိမ်မဲဆိုရောရရဒီဘက်မှာအိတ်လိုက်မယ်အိတ်လိုက်မယ်ဆိုတော့ကြတော့အားကြည့်ဗျာတရားပေးတော့ကြည့်ရပဲဖြစ်ပါလေလှရနော်နားမရှုံးနဲ့အနောက်ကလည်းလှရစောင်းရင်လှနောက်ကဒီဘက်ကလည်းလှပါရဲ့ရှေ့ရကြည့်ရှေ့ရနောက်မှပြမယ်ဗျာရုပ်ဆုံးဒီကလှုပ်ထားရုပ်သားလေးဖယ်လိုက်ပါဦးမယ်ဟိုအဝေးရပြဝေးရပြမှာဟိုဘက်ပြဟာလှလိုက်တော့ကွာဆောင်းလာပါအိမ်လေးပဲဖြစ်ပါရဲ့လို့နည်းနည်းတော့တီးရွာရနော်နည်းနည်းတော့တီးရွာရအဲ့ဆိုရင်အိမ်ဆောင်မဲ့ကိုကရောပြီးတော့ခဲ့ပါပြီနောက်တော့ကျတော့အာမာပြည့်ဆိုရမယ်ကိုဆိုတော့ကျတော့သွားလောက်လိုက်အောင်ဗျအာမာပြည့်ဆိုတော့ဗျာဒီနေ့တော့ဗျာအာမာပြည့်စုံတော့မလုပ်တော့ဘူးဒီမှာအုတ်ထုတ်ရဲ့ပေါင်းမိရဲ့တော့ရတော့ခဲ့ပါပြီနောက်တော့တိုင်မို့လဲတော့ပါအားဆိုဒီနေ့ရဲ့ဗီဒီယိုလေးကတော့ရောက်ပါပဲကျွန်တော်နောက်နေ့ကြာလို့ရှိရင်ဟိုစားနောက်နေ့ကြာလို့ရှိရင်ဟိုစားတကယ်အာမာဟိုဗျာပြီးရောက်လုံးမယ်ဗျာနောက်ထပ်ဟိုစားလေးကြောင်လဲအုတ်တိုင်းကပါမယ်ခင်ဗျာဒီနေ့ဟာကော်ဖီရိုလေးကိုဒီတော့ပါပဲဒီရောက်သားလေးလည်းကြောက်ကြတယ်ပဲခင်းလိုက်တော့မှာဗျာအားဆို like and subscribe နဲ့ကူညီတော့ကြပါဦးအဆုံးထိကြည့်ပြီးရသူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ